ခုလိုင်းပေါ်မှာဘာမှကိုနဲ့ကိုကပညာတစ်ဆင့်ကနေ6စင်းထိယူထားပြီးပြီဆိုရင်လေ့လာတဲ့ဟာလေးတွေပေါ့နော်ဂိုင်းရဲ့သမိုင်းကြောင်းလေးတွေဂိုင်းစတင်တည်တောင်ပေါ်ပေါက်လာပုံလေးတွေနောက်ပြီးဂိုင်းပေါ်မှာဂိုင်းရဲ့စီးကမ်းချက်လေးအဖဆရာတို့ရဲ့သမိုင်းကြောင်းလေးလေ့လာကိုကအစုပ်ပိုင်းကျုပ်ပိုင်းခေါင်းဆောင်ဆရာတယောက်ဖြစ်ပြီးဆိုရင်လေကိုဆရာကတင်ကြားပြီးရဲ့စမပညာရဲ့လေးလေ့လာကိုဆရာကစမ3စုပဲတင်ကြားပြီးရဲ့ဆိုစမ3စုပဲယူကျန်တာကဘာမှရှောက်လို့နေကြမလို့ဘယ်ကိုဆရာတင်ပေးထားတဲ့စမတီတာအဓိကကြတယ်အခြားသောစမတီကိုယူသုံးနေမယ်ဆိုရင်ကြိုက်တဲ့လောက်တော့နော်အာမခံကြိုက်တဲ့လောက်တော့ဆိုတာကိုယ်တိုင်လှုပ်တဲ့လှုပ်ရက်တိုင်းကိုယ်တိုင်လှုပ်တဲ့လှုပ်ရက်တိုင်းပေါ်မှာပေါ့နော်ကိုကအဲ့လိုလှုပ်လိုက်ပြီဆိုရင်ကိုစီမှာကိုဆရာကိုဖျောက်တယ်ဆရာဖျောက်သူတွေလည်းဖြစ်မယ်ဆရာကိုတပတ်ပတ်သူတွေလည်းဖြစ်မယ်ဆရာကိုကြောသူတွေလည်းဖြစ်မယ်အခုပညာယူတဲ့တပည့်တွေအကုန်လုံးကလည်းဗာလဲဆိုတော့ဆရာနဲ့တန်းနဲ့ပခုံးချင်းတိုင်းကျင်နေကြတာပေါ့နော်အဲ့ပဲဆရာထက်ကြောကျင်တယ်ဆရာထက်သားကျင်တယ်လိုင်းပေါ်စမစာအုပ်တွေမှားပြီးတော့လှုပ်ချင်တာတွေလှုပ်ပောက်ကြရတွေလှုပ်မျက်နှာပွင့်တွေလှုပ်အစည်းအမန်းတွေလှုပ်ကြည့်ရတယ်ကြည့်မကောင်းတော့တဖြည်းဖြည်းနဲ့ဂိုင်းကြီးကိုဖြတ်နေသလိုဖြစ်နေဂိုင်းဖြတ်ဖို့ဖြစ်နေနော်ကိုဆရာပေးတာစမတဆူပေးတာမှာတဆူနဲ့ပဲရအောင်လုပ်ကိုဆရာအချိန်တန်ပြီးဆိုရင်ကိုစမရေးပေးလိမ့်မယ်ကိုဆရာပေးထားတဲ့စမနဲ့ပဲကိုသုံးပြုလို့ရတယ်သုံးပြုခွင့်လည်းရှိတယ်ဘာမှမဟုတ်လိုင်းပေါ်နေတက်မေးဘာတွေမေးလို့မကိုဆရာကိုမေးဖို့ခိုင်းသမိုင်းကြောင်းဆရာနဲ့ဝေးနေဆိုလဲကောင်းဆုံးကြံပေးတာအနီးနာကဆရာတယောက်စီကိုပြောင်းကိုဆရာကိုခွင့်တောင်းကိုဆရာခွင့်ပြီးတော့အနီးနာဆရာတယောက်စီပြောင်းပြီးတော့တကယ်သင်ယူလေ့လာခြင်းနဲ့နီးဉာဏ်သတိဓာတ်တွေခံယူပြီးသွားရင်အဲ့အနီးနာဆရာစီမှာသင်ယူဘာမှလိုင်းပေါ်ဆရာကြီးရှောက်မေးပြီးတော့ပောက်ကြရည်လို့ရှေ့ကနေလှုပ်ချင်တာလှုပ်မှားချင်တာမှားနောက်ယူတဲ့တပည့်တွေကလည်းမှားချင်တာမှားလှုပ်ချင်တာလှုပ်ပေါ်ပင်တွေလှုပ်တစ်တော့မှာနာမည်ကြီးခြင်းဆယ်လီဖြစ်ခြင်း follower များခြင်း like များခြင်းနော် view များခြင်းသူများတွေကိုယ်တွေလှုပ်ခြင်းနာမည်ကြီးခြင်းအဲ့လိုမျိုးလှုပ်ခြင်းတော့ဆယ်လီဖြစ်ခြင်းတော့တခုတော့အကြံပေးမယ်ဟဲ့လားနော်သူများမလုံနိုင်တဲ့အလုပ်ကိုလုပ်လိုက်အဲ့ဆယ်လီဖြစ်သွားလိမ့်မယ်နော်ဂိုင်းတော်ကိုခူလုံးလုပ်ဂိုင်းတော်ရဲ့နာမည်ကိုခူလုံးလုပ်ပြီးပောက်ကြရတော့ရှောက်မလုံးကိုတယောက်တော့နဲ့ဂိုင်းမညှိုးနှမ်းစီနဲ့ရွှေကျော်နာမည်မပြတ်စီနဲ့နော်ကိုလုံးနေတဲ့အလုပ်ကဘာလဲဆိုတာလေကိုတေချာကြည့်နော်အဲ့အားလေးပဲအကြံပေးခြင်းတယ်